Hello မင်္ဂလာပါရှင်30ရက်နေ့ပေါ့နော်ဗုဒ္ဓဟူးမနက်ပိုင်းအရာဆိုရင်တော့ဝမ်းချင်းတစ်ချက်ကြည့်မယ်ပေါ့နော်4နဲ့6နဲ့ပေါင်း3ည305ချင်းက305ထွက်တယ်9နဲ့3ညနဲ့ပေါင်း305ချင်းက308ဆိုထွက်တယ်ပေါ့နော်ဒီနေ့ထပ်ပေးသေးရဆိုရင်8နဲ့3နဲ့ပေါင်း116ချင်းပါရှင်နောက်ပြီးတော့သူက break အနေနဲ့ဆိုရင်ပေါ့နော်3ညနဲ့4နဲ့3ညနဲ့ပေါင်း4ခုနှစ် break က3ခုဆိုရင်2 break ထက်တယ်နောက်3ည3ဆိုတော့385 break က385 break ကရှစ်ပေါ့နော်ရှစ်ပရိတ်ထွက်တယ်နှစ်ထပ်ပေးတဲ့ဆိုတော့2ခွန်4ပရိတ်ပေါ့နော်ဒါကတော့တဏီကုံစားပါရှင်ပေးသေးရင်2ခွန်4ပရိတ်တဏီကုံရှိပါတယ်ဒါမနေ့ပိုင်းအနေနဲ့ဆိုရင်ကလန်ဒါကြအရာဆိုရင်9-3ညချင်းမချင်းဘူးဆိုရင်9-3ညပရိတ်ပေါ့နော်9-3ညပရိတ်ကိုဒီ16ချင်းနဲ့ပဲ9-3ညကိုကပ်ပေးထားပါတယ်ချင်းရောပရိတ်ကောနော်ဒီ10ကွက်ရှိပါတယ်ရှင်ကံကောင်းကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ညီမများပလဲဖြူပါညီမကလန်ဒါလေးတစ်ချက်ထောက်ပြပေးမယ်နော်ညီမကလန်ဒါတစ်ခုထောက်ပြမလို့ပေါ့နော်ဒါဒီကနေ့ဗုဒ္ဓဟူးနေ့ပေါ့နော်ဒီကဗုဒ္ဓဟူးနေ့တရက်ကျော်ကြည့်လိုက်9-3ညချင်းပေါ့နော်3ည5ထွက်တယ်နောက်တရက်ကျော်ကြည့်3ည5ချင်းထွက်တယ်နော်နောက်တရက်ကျော်ကြည့်9-4ဆိုရင်3ည5ချင်းထွက်တယ်နောက်တရက်ကျော်ကြည့်တော့5 break ပေါ့နော်3ည5 break ပေါ့နော်ထွက်တယ်နောက်တရက်ကျော်ကြည့်တော့3ည5ချင်းပေါ့နော်40ဆိုထွက်တယ်အဲ့တော့ဒီလိုမျိုးတရက်ကျော်ပြီးတော့ဒါပေးခဲ့တယ်ဆိုရင်ဒီကနေ့မနက်ပိုင်းက3ည5ချင်းမချင်း break ပေါ့ဒါပေမဲ့ညီမအချင်းကိုပူကြိုက်ပါတယ်ရှင့်အဲ့တော့5 1 5 6 3 1 3 6 4-1-4-6-9-1-9-6ဆိုပြီးတော့16ချင်းလေးနဲ့3ည5ချင်း break ကိုတွဲပေးထားပါတယ်အားလုံးပဲကံကောင်းကြပါစေရှင့်ညီမနဲ့များပလဲဖြူပါ